Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့တွေကိုယ်မှာကိုနေပြီးမှ application မျိုးစုံလေး download ရမယ် Play Store အကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့သင်ခန်းစာဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဘက်ကိုတွားလိုက်ပါမယ်เนาะOkay ကျွန်တော်တို့ပထမဦးဆုံးလုပ်ရမှာတော့ကိုယ့်ရဲ့ internet ဖြစ်ဖြစ် Wi-Fi ဖြစ်ဖြစ်ဖွင့်လိုက်ဖို့เนาะဖွင့်ပြီးသွားလို့ရှိရင်เนาะကိုယ့်ရဲ့ဒီ Play Store application ထဲဝင်ပြီးမှ sign in option လေးတွေ့ရမယ်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ဖို့เนาะ Okay နှိပ်ပြီးသွားလို့ရှိရင်เนาะဒီနေရာမှာ line ကောင်းရင်ကောင်းသလိုမြန်ပါပေါ့เนาะ Okay ကျွန်တော်တို့ခဏလေးစောင့်မယ် Okay ဒီလိုပေါ်လာလို့ရှိရင်ဒီအောက်မှာတွေ့ရတဲ့ create account ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်ပေါ့เนาะနှိပ်ပြီးအပေါ်ဆုံးနားမှာ for my personal use ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပေါ့เนาะနှိပ်ပြီးပါလို့ရှိရင်เนาะဒီနေရာမှာ first name နဲ့ surname ကိုကျွန်တော်ထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကိုကြိုက်တဲ့နာမည်ထားပြီး niche ကိုနှိပ်ပေါ့เนาะ Okay အဲ့လိုနှိပ်ပြီးပါလို့ရှိရင်เนาะဒီနေရာမှာเนาะကိုရဲ့မွေးနေ့တက္ကရာတွေတောင်းမယ်เนาะမွေးနေ့တက္ကရာကိုမှန်မှန်ကန်ကန်ထည့်ပေါ့เนาะကျွန်တော်မွေးနေ့တက္ကရာမှန်ကန်ဖို့လိုတယ်နောက်ပိုင်းအကောင့်တွေပါလေလော့ချလို့ရှိရင်ဒီမွေးနေ့တက္ကရာနဲ့ဒါပြန်ဝင်လို့ရတာပေါ့เนาะပြန်ဆယ်လို့ရတာပေါ့အဲ့ဒါပြီးရင်ကျွန်တော်တို့เนาะယောက်ျားလေးလားမိန်းကလေးလားရွေးပါပေါ့เนาะ Okay အဲ့လိုရွေးပြီးသွားလို့ရှိရင်เนาะကျွန်တော်တို့အောက်မှာရှိတဲ့ niche ကိုနှိပ်လိုက်ပေါ့เนาะ Okay ဒီနေရာမှာ niche ကိုနှိပ်ပြီးရင်ခဏလေးထပ်ဆောင်ပေါ့เนาะအဲ့လိုဆိုရင်သူပေးတဲ့ Gmail ကိုထည့်လိုက်ရတယ်ဒါမှမဟုတ်ကိုတိုင်း Gmail အသစ်ထည့်လိုက်ရတာပေါ့เนาะကျွန်တော်ကတော့သူပေးတာကိုပဲရွေးမယ်เนาะ Okay အဲ့လိုရွေးပြီးသွားလို့ရှိရင်เนาะ niche ကိုထပ်နှိပ်ပေါ့เนาะ Okay niche ကိုထပ်နှိပ်ပြီးသွားလို့ရှိရင်เนาะဒီနေရာမှာ passport ထည့်ခိုင်းပါပေါ့เนาะကိုမှတ်မိနိုင်တဲ့ passport အလွယ်တကူဆုံးကိုကျွန်တော်ထည့်ရမှာဖြစ်တယ် Okay ဒီနေရာမှာ passport ကတော့ကိုမှတ်မိတဲ့ passport ပြန်ထည့်ဖို့ပါเนาะကိုမှတ်မိနိုင်တဲ့ passport ထည့်ဖို့လိုတာပေါ့เนาะအဲ့ဆိုရင် niche ကိုထပ်နှိပ်မယ် passport ထည့်ပြီးသွားလို့ရှိရင်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ်လာပြီအောက်မှာရှိတဲ့ niche ကိုထပ်နှိပ်မယ်เนาะOkay အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်တော့အောက်ကိုနည်းနည်းဆွဲချမယ်ဒီနေရာမှာ I agree ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်မယ် Okay ဒီနေရာမှာခဏလေးเนาะစက္ကန့်5စက္ကန့်10စက္ကန့်လောက်ဒီဟာလဲတာတော့စောင့်ရမယ်အဲ့ဒါပြီးလို့ရှိရင်တော့သူပြောတဲ့အတိုင်း accept ကိုနှိပ်လိုက်ပေါ့เนาะဒီနေရာမှာသူ allow တောင်းရင်လည်း allow ပေးလိုက်ပေါ့เนาะ accept တောင်းရင်လည်း accept ပေးလိုက်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့တွေကိုယ့်အိမ်မှာကိုနေပြီးမှเนาะဆိုင်ကိုလုံးဝသွားစရာမလိုဘူးကိုယ့်အိမ်မှာကိုနေပြီးမှ Google account Play Store account တစ်ခုကိုကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ဖွင့်တက်သွားပြီပေါ့เนาะ Okay ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပြီးဖို့အတွက်မမေ့ကြပါနဲ့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye